ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအကြခင်မှာ2026ခုနှစ်သစ်မင်္ဂလာစတင်တော့မှာဖြစ်ပါတယ်အဲ့တော့2026ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာအစိုးအကောင်းတွေကိုတစ်နှစ်တာကာလပတ်လုံးအတွက်ပေါ့နော်အဲ့ကံကြမ္မာအစိုးကောင်းတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောဒရန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုသတင်းစကားလေးတွေပါချင်တာပေါ့နော်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုဗိုလ်တော်ဦးနေရလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါတယ်ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကအွန်လိုင်းဘိုင်ဘာနေပြီးတော့ဟောဒရန်တွေမှာယူနိုင်ပါတယ်နော်39ခွန်9 2029ဆိုတဲ့ဖုန်းနံပါတ်ရဲ့3969 3959ဆိုတဲ့ဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့ဟောဒရန်လေးတွေမှာယူနိုင်ပါတယ်တနင်္ဂနွေနေ့မှာခင်မွန်းကြီး10ပါကြောတဲ့ရေရပါတော့နောက်စနေနဲ့အင်္ဂါနေ့မနေ့7နာရီမှာနဝင်းပွဲရေရတနင်္လာနေ့မှာကျတော့ခုံမနက်ရေရပေါ့ကြာသပတေးနေ့မှာခေါင်းဆေးမင်္ဂလာရေရတောက်ကြနေ့မှာတရားပွဲရေရအဲ့ဒီရေရတွေကိုမြည်သူမဆိုအခမဲ့လာရောက်ပြီးတော့ရေရခြေနိုင်ပါတယ်နော်နောက်ကိုယ်တိုင်းဗေဒင်လက္ခဏာဂမ်ဘီရာအတတ်ပညာတွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းတဲ့သူတွေကတော့လစဉ်တရက်နေ့တိုင်းဗေဒင်သင်တန်းရှိပါတယ်သင်တန်းကြီးပေးကြရမလို့ပါဘူးနေစာငိမ့်သရေငိမ့်ဖြစ်ပါတယ်နော်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့စတင်ပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်2026ခုနှစ်ကဆိုရင်တော့ကျယ်ပွင့်10ပွင့်ဆိုတဲ့နမိတ်ပါပဲလောက်တလောက်အကျိုးပေးမယ်ကိုဘယ်လောက်လုံနိုင်မလဲကိုယ့်ရဲ့စိတ်ကူးတွေကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဘယ်လောက်ထိအကောင့်တွေဖော်နိုင်မလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ကံဉဏ်ဝရိယအကြောင်းတရား3ပါးထဲမှာဉာဏ်နဲ့ဝရိယသည်စိုက်ထုတ်ရင်စိုက်ထုတ်သလောက်အောင်မြင်မှုရမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်။ဒါတော့တနင်္ဂနွေသားသမီးတွေဟာ2026ခုနှစ်အတွက်အားမွေးထားပါနော်။အင်မတန်မှအကျိုးပေးတတ်တယ်၊ကံကောင်းတတ်တယ်၊အောင်မြင်မှုရတတ်တယ်။မိမိတို့ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေတစ်ခုတစ်ခုဖြစ်မြောက်ပြီးတော့အောင်မြင်မှုရလာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလောက်ကိုင်းတွေအခွင့်အရေးတွေအခွင့်အလမ်းတွေများစွာဝင်လာတတ်တဲ့နှစ်မျိုးလည်းဖြစ်ပါတယ်။ကံတွေကတော့ကောင်းပါရဲ့နဲ့ကိုကမလှုပ်လိုက်မိလို့နှစ်တစ်နှစ်နာသွားတာမျိုးမဖြစ်အောင်တော့ကြိုးစားသင့်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်။အဲ့တော့လောက်ကိုင်းခွင့်အခွင့်အလမ်းတွေကတော့အများကြီးပေါ်များတတ်တယ်။အဲ့တော့ကိုကတစ်ခုခုကိုရွေးချယ်ပြီးတော့တစ်ခုခုကိုစိုက်လိုက်မှတ်တဲ့ဖိုကတ်လုပ်ပြီးတော့ကြိုးစားအထောက်မယ်ဆိုရင်တနင်္ဂနွေသားသမီးတွေအတွက်ဒီလာမဲ့2026ခုနှစ်ကဒါအင်မတန်မှရွှေဖြစ်ငွေဖြစ်မဲ့နှစ်လို့တောင်ပြောမယ်ဆိုရင်ပြောလို့ရတဲ့နှစ်မျိုးဖြစ်ပါလေကျယ်ပွင့်10ပွင့်ဆိုတဲ့သင်္ကေတနမိတ်ဒီဒါကတော့တော်တော်လေးဟိုမှအင်မတန်မှကောင်းမှဇွဲလုံးလဝရိယနဲ့အပတ်တကုတ်ကြိုးစားအထောက်နေတဲ့လူလင်တယောက်ကအောင်မြင်မှုတွေကိုကိုယ်စားပြုတဲ့ကျယ်ပွင့်တွေကိုကိုယ်တိုင်ထွန်းထုနေတဲ့သင်္ကေတနမိတ်ဖြစ်ပါလေဒါကြောင့်မလို့တနင်္ဂနွေသားသမီးတွေကိုပြန်ပြီးတော့မေးချင်တာက2026ခုနှစ်အတွက်အစင်းသင်းဖြစ်ပြီလားဇွဲလုံးလဝရိယတွေအားဆိုင်ပြီးတော့ကြိုးစားအထောက်ပါအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တနင်္ဂနွေသားသမီးတွေကကံသာတာကောင်းတဲ့နမိတ်ကြလို့အရင်ကြီးလည်းပျော်မသွားနဲ့အောင်အခက်အခဲလေးတွေလည်းကြုံနိုင်သေးတယ်။အဲ့ဒီအခက်အခဲကဘာလဲဆိုတော့စန်တဝါဝါဖြစ်မဲ့အခက်အခဲပေါ့နော်။ဘာလို့လို့မသိဖြစ်တာအခွင့်အရေးတွေပေါ်တယ်အခွင့်အလမ်းတွေပေါ်တယ်အကြံစီတွေအများကြီးပေါ်တယ်အကြံကောင်းဉာဏ်ကောင်းတွေလည်းရတယ်အဲ့တော့ကိုကနေပြီးတော့ဟိုအလောကကောင်းတို့ဒီအလောကကောင်းတို့နဲ့အချိန်တွေကုန်သွားတတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေ2026ခုနှစ်မှာတခုခုဖိုးကတ်ထားပြီးတော့ကြိုးစားပါအားထုတ်ပါလို့အကြံဉာဏ်ပေးခြင်းပါတယ်နံပါတ်1ကကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့ဖုန်ကြီးနမိတ်ကြတာပေါ့ဖုန်ကြီးနမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေဟာ2026ခုနှစ်ကကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံသာတာဆိုရင်တော်တော်လေးကောင်းတယ်အဖက်ဖက်ကနေအဆင်ပြေမယ်ကံကောင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်ပါတယ်နောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့စေရထားနမိတ်ကြတယ်စေရထားဆိုတော့မကောင်းပါဘူးစေရထားအတိုက်ပွဲဝင်ရလူမှုရေးနဲ့ပတ်သက်ရင်အတိုက်ခံလေးတွေဂျုံတတ်တယ်အနောက်ကလေးတွေဂျုံတတ်တယ်အလိုလိုနေတဲ့ကိုရန်စတာမျိုးတွေလည်းဖြစ်တတ်တယ်အလုံးမှာအပြိုင်ဆိုင်ပေါ်တတ်တယ်လုံးပေါ်ကိုင်ဘက်တွေနဲ့အစင်မပြေမှုလေးတွေဂျုံရတတ်တယ်အဲ့တော့အတိုက်ခံအနောက်ဆက်တွေအတွက်ရင်ဆိုင်ရဲတဲ့ရင်ဆိုင်နိုင်တဲ့တော်လွှားနိုင်တဲ့တတ်တိလေတနင်္ဂနွေသားသမီးတွေအတွက်2026ခုနှစ်မှာအမှန်တကယ်လိုအပ်ပါတယ်နောက်တစ်ခုကကောင်းတာအရန်ကောင်းတဲ့ကိစ္စတစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဘာသာရေးနဲ့ပတ်သက်တဲ့ကံပေါ့နော်ဘာသာရေးနဲ့ပတ်သက်တဲ့ကံတာကတော့တော်တော်ဆိုမှတော်တော်ကြီးကောင်းပါတယ်ဘာသာရေးလုပ်ရင်လုပ်သလောက်အေဂျင့်မယ်ဘာသာရေးတွေလည်းပို့လို့ဖြစ်မယ်ဖရာတရားအလုပ်တွေလည်းပို့လို့ဖြစ်မယ်
ကိုယ်တိုင်လည်းအေးချမ်းချမ်းလေးနဲ့ဘာသာရေးလှုပ်ချင်တဲ့ကံရင်သိတွေများစွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တနင်္ဂနွေသားသမီးတွေပညာရေးနဲ့ပတ်သက်တဲ့ကံကြမ္မာဆိုရင်လည်းတော်တော်ကြီးကောင်းပါတယ်။အဲ့တော့တနင်္ဂနွေသားသမီးလူငယ်တွေထဲမှာသင်တန်းတက်တာတွေကျောင်းတက်တာတွေစာမေးပွဲဖြေဖို့နိုင်ငံခြားပညာတော်သင်သွားဖို့စီမံနေတဲ့ကြိုးစားအားထုတ်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လွယ်လွယ်ကူကူနဲ့ကိုအဆင်ပြေသွားနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အကြီးအကဲကိုအကြောင်းပြုပြီးတော့ပူပန်ရတတ်တယ်။ဆွေမျိုးသားချင်းအကြီးအကဲနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်။ဆွေမျိုးသားချင်းအကြီးအကဲတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ကြီးကြလေးတွေများတတ်တယ်။အဲ့တော့ဒီနေ့တော့ဒီမှာအမွေကိစ္စမိသားစုအိမ်တွင်းရေးကိစ္စတွေကတော့အနည်းငယ်အဆင်မပြေနိုင်သေးပါဘူး။အခက်အခဲလေးတွေအဖို့တစ်ကလေးတွေ2026မှာကြုံနိုင်ပါသေးတယ်။အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံသာတာတဲ့သတ္တဝါဆိုတဲ့နမိတ်ကြသတ္တဝါနမိတ်ကဒီနေ့တော့ဒီမှာအိမ်တော်ရေးအိမ်တွင်းရေးအိမ်တော်ရေးကိစ္စတွေအခြေအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ရင်ပြတ်ပြတ်သားသားဖြစ်သွားမဲ့နမိတ်မျိုးဖြစ်ပါတယ်။တိုးလို့တန်လန်းဖြစ်နေတာတွေအားလုံးစရင်ရှင်းသွားမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ပြန်အစဉ်ပြေမဲ့အိမ်တော်ရေးမျိုးတွေဆိုရင်လည်းထဲထဲဝင်ဝင်ပြန်ပြီးတော့အစဉ်ပြေသွားပါလိမ့်မယ်။လုံးဝပြီးပြတ်သွားမဲ့အိမ်တော်ရေးမျိုးဆိုရင်လည်းပဲတနင်္ဂနွေသားသမီးတွေရဲ့2026ကယတိပြတ်မိသားစုအိမ်တွင်းအိမ်တော်ရေးတွေပြီးပြတ်သွားမဲ့ကံတရားမျိုးဖြစ်ပါတယ်။အရင်အချိန်ကာလတွေတုန်းကလို့တိုးလို့တန်လန်းဖြစ်ပြီးတော့ကြံခဲ့မှာမဟုတ်ပါဘူး။လုံးဝကိုအိမ်တွင်းအိမ်တော်ရေးအခြေအားလုံးကလုံးဝကိုပြဿနာတွေအခက်အခဲတွေကိုစရင်ရှင်းလိုက်တယ်လို့လုံးဝတိတိကျကျပြတ်ပြတ်သားသားဖြစ်သွားနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါတနင်္ဂနွေသားသမီးတွေ2026ခုနှစ်အတွက်ကံကြမ္မာဖြစ်ပါတယ်။ဇွဲလုံးလာဝရိယနဲ့အပတ်တကုတ်ကြိုးစားထုတ်ပြီးတော့အောင်မြင်မှုရယူနိုင်ပါစေလို့ဆုတောင်းပါတယ်နော်။အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်။ဒီနှစ်တော့တင်မှာအဝါရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်။ကဏ္ဍအပြင်ဆိုရင်9ကဏ္ဍ6ကဏ္ဍကောင်းပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမုတ်ဖက်ထုတ်ခုနှစ်ထုတ်ကိုမကြကတ်လူပူဇော်ပြီးတော့ဆုတောင်းပါတနင်္ဂနွေသားသမီးတွေ2026မှာမကောင်းတဲ့ကံသတ္တအညံ့ကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဘာသာရေးမင်းသင်္ကာရဲ့ကြီးနဲ့ဗရာပြီးပါဆိုတဲ့ဘီလေးပါမိမိရဲ့အလောက်ကန်ကြံစီတွေစိတ်ကူးတွေရွေချက်တွေရီမှန်းချက်တွေမြန်မြန်ဆန်ဆန်ပြီးစီးခြင်းနဲ့ပြင်းပြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်စောင်းထားတဲ့မင်းသင်္ကာပတိလေးဖြစ်ပါတယ်။စိတ်မဲ့ဆိုရင်လည်းပို့ပြီးတော့ကောင်းတာပေါ့နော်ဒီပတိလေးတွေနောက်တစ်ခုကကျွန်တော်တို့ဝါစိမ့်နေကျွန်တော်ကိုယ်တိုင်လွတ်ထားတဲ့အဆောင်လက်ပတ်လေးတွေပေါ့ကျမ်းမာရေးကောင်းဖို့အတွက်အဝါရောင်လက်ပတ်လေးနောက်တစ်ခုကစီးပွားရေးနဲ့ပတ်သက်ရင်အစိမ်းရောင်အဆောင်လက်ပတ်လေးပေါ့နော်ဒါကြီးလေးကြီးစမဒါကတော့အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့လက်ဖွဲ့လေးဖြစ်ပါတယ်ဒီလက်ဖွဲ့လေးတွေနောက်တစ်ခုကကျွန်တော်ဒီမှာအဲ့လက်ဖွဲ့ထဲမှာပါတဲ့အင်းလေးတွေနဲ့အင်းစမဆက်လွယ်ပေါ့ဆက်လွယ်လေးတွေမြည်သူမဆိုဆောင်းလို့ရတဲ့ဆက်လွယ်လေးတွေဒါကတော့ကျွန်တော်တို့ရတနာဒီပန်ဖျောင်းနိုင်တယ်နော်အဲ့လေးတွေ line မှာလည်းကျွန်တော်တင်ထားပါတယ်ဒါကတော့ဈေးရောင်းကောင်းသေးတဲ့ဝါစိမ့်နေအင်းစမဖျောင်းနိုင်လေးတွေပါအဲ့တော့ဒါကတော့ရတနာဒီပန်ဖျောင်းနိုင်အကြောင်းကိစ္စရှိတဲ့ကထွန်းလို့ရတယ်ဖျောင်းနိုင်ပါအဲ့လေးတွေလိုချင်နေဆိုရင် Viber နေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေတဲ့ဒီကနေ့ကစပြီးတော့နှစ်သစ်လာမယ့်2026ခုနှစ်နှစ်သစ်မင်္ဂလာမှာတနစ်တာကာလပတ်လုံးကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒတွေပြည့်စုံကြပါစေလို့ယူတော်မင်္ဂလာချမ်းတွေလှိုက်လိုက်လဲဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်